ပညာမှာတော့လက်ပုံစံနဲ့လက်ရည်စာတွေကအရန်အရေးကြီးတဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်ပါတယ်။လမ်းကြောင်းတွေဆိုတာကတော့အရန်ကြီးအရေးပါတဲ့အနေအထားတော့တိတ်မရှိပါဘူး။အခုလိုမျိုးလက်ပုံစံမှာကလန်းကြောင်းလို့ခေါ်တဲ့လက်ကလေးတို့ဥတည်ပြီးတော့တက်နေတဲ့ထီယိုလမ်းကြောင်းကြီးကဘလောက်ပဲကောက်ကောက်ဒီလက္ခဏာရှင်ကချမ်းသာကြည်ပွားခြင်းကံတရားကိုမဖြစ်ပေါ်နိုင်ဘူး။ဘာလို့ဆိုတော့သူ့ရဲ့လက်ရည်စားကကြမ်းတမ်းတယ်နောက်ပြီးလို့ရှိရင်ဂျိုခွန်လေးတွေဖြစ်စီတယ်လက်ပုံစံကဖြစ်စီတဲ့တဘောတရားမျိုးကိုဖော်ဆောင်ထားတယ်ဂျိုခွန်လေးတွေကလည်းရန်အားပြောတယ်တနင်္ဂနွေဂျိုခွန်လို့ခေါ်တဲ့ဘွားရဲ့အလန်းရောင်ကိုပေးတဲ့ဂျိုခွန်တွေလည်းဖြစ်စီနေတယ်စနေဂျိုခွန်ဇာတာပရိဂျိုခွန်ညာပညာအမြင်မြန်နဲ့ပြည့်စုံခြင်းတွေလည်းဖြစ်စီတယ်ကံလန်းကြောင်းဘလောက်ပဲကောင်းကောင်းအဲ့ဒီပါလာတဲ့ကံလန်းကြောင်းကသူ့ကိုပမန်းဆင်းရဲမှုကိုဒါဖော်ပြပေးတဲ့ကံလန်းကြောင်းမျိုးပဲဖြစ်ပါတယ်ဟောအခုဒီလက္ခဏာပုံမှာဆိုရင်တော့သူ့ရဲ့လက်မပုံစံလေးကောင်းတယ်လက်ချောင်းလေးတွေကောင်းတယ်ဂျိုခွန်လေးတွေကောင်းတယ်လက်ရည်စားလေးတွေနှုံညံပြုတ်ပြောင်းကောင်းမှတဲ့တဘောတရားလက်ရဲ့ပုံစံလေးကိုကြည့်လိုက်တော့လည်းဒါလှပတဲ့တဘောတရားမျိုးကိုဖော်ဆောင်ထားတယ်ရေဘူးရအပြင်ကြည့်မယ်ဆိုရင်လက်လှတယ်လက်မလှဘူးဒါမှထားပြီးတော့မှဒီလက်မှာကြတော့လက်ရည်စားလေးတွေနဲ့လက်ပုံစံနဲ့ဂျိုခွန်ဖွင့်စီမှုတွေလက်ချောင်းတွေတိဆောက်မှုတွေရဲ့လက်မတွေရဲ့အင်အားအနေထားတွေဒါတွေအကုန်လုံးပြည့်စုံကောင်းမွန်နေတဲ့အခါမှာကြတော့ကလန်းကြောင်းပါတီဖြစ်စေမပါတီဖြစ်စေဒီလိုလက္ခဏာချင်းမျိုးကချမ်းသာကြည်ပွားမဲ့လက္ခဏာချင်းအမျိုးအစားပဲဖြစ်တယ်မီလီယံနဲ့ရှိပြီးတော့ချမ်းသာကြွေဝါတယ်ဒါကကလန်းကြောင်းကြောင့်မဟုတ်ဘူးအောင်မြင်လန်းကြောင်းကြောင့်မဟုတ်ဘူးသူ့ရဲ့လက်ပုံစံကြောင့်ပဲဖြစ်ပါတယ်ဒါအခုစိုးစိုးကပြခဲ့တဲ့လက္ခဏာပုံမှာဆိုလို့ရှိရင်တော့သူ့ရဲ့ကလန်းကြောင်းကအများကြီးရှည်လျားပြီးတော့မှပါထားတယ်ကလန်းကြောင်းဆိုတာပေါ့နော်ဒါလက်ကလေးတို့ဥတည်တဲ့နေတဲ့လမ်းကြောင်းထီယိုလမ်းကြောင်းတော့ခေါ်တဲ့လမ်းကြောင်းကရှည်လျားပြီးတော့ပါထားတယ်ဒါပေမဲ့သူ့ရဲ့လက္ခဏာရဲ့တဘောတရားအရာဂျိုခွန်လေးတွေပြည့်စည်နေတယ်လက်ပုံစံတွေပြည့်စည်နေတယ်အဲ့ဒါကြောင့်သူ့ရဲ့လက်မှာပါလာတဲ့ကလန်းကြောင်းကကလန်းကြောင်းကောင်းတဲ့အချိန်အရာကြီးခက်ခဲပန်းပန်းပြီးတော့မှရုန်းကန်ရတဲ့အချိန်ဒီလိုမျိုးတွေဖြစ်လာတယ်လက်ပုံစံကောင်းတဲ့သူမှာကလန်းကြောင်းကောင်းတဲ့အချိန်မှာဆိုလို့ရှိရင်တော့တိမ်ပေါင်တောင်းရှိပြီးတော့မှတိမ်ပေါင်ထောင်းရှိပြီးတော့မှငွေကြေးအစုအပုံကြီးကြီးမားမားရမယ်ကံလန်းကြောင်းမျိုးဖြစ်ပေါ်လာတယ်ပေါ့အကယ်၍များလက်ပုံစံမကောင်းတဲ့သူမှာကံလန်းကြောင်းပိုပလာခဲ့မယ်ဆိုလို့ရှိရင်တော့အများကြီးပန်ပန်းတယ်ဘာကြောင့်ပန်ပန်းတာလဲဆိုလို့ရှိရင်သူကခွက်တေးသေးပေါ်တော့စကတဲ့ကသူကခွက်တေးသေးလေးနဲ့ခံထားရတယ်လက်ပုံစံမကောင်းတဲ့အခါမှာကြာတော့ကံလန်းကြောင်းဘလောက်ပဲကောင်းကောင်းသူရနိုင်တဲ့အတိုင်းတာကသိန်း30သိန်း40သိန်း50သိန်း100ဒီလောက်ဝန်းကျင်ပဲရနိုင်တယ်သူကအများဆုံးရနိုင်တဲ့အနေအထားကရာရှိကဏ္ဍလာပဲရနိုင်တယ်လက်ပုံစံကောင်းတဲ့သူမှာကံလန်းကြောင်းကောင်းတဲ့အချိန်မှာဆိုလို့ရှိရင်တော့သိန်းထောင်ချီတောင်းချီရနိုင်တယ်ဒါကလက်ပုံစံကအရန်ကြီးအဓိကကွာချက်ကြတယ်လို့ဆရာတို့လက္ခဏာပညာကဒီလိုဆိုပါတယ်ကံလန်းကြောင်းပါယူနဲ့ချမ်းသာမယ်ဒီလိုတော့မဟုတ်ပါဘူးကျမချမ်းသာကြပါစေ